အခြေခံစကားပြောနည်းများဟုတ်တယ်မဟုတ်ဘူး This is a factory ဒါစက်ရုံတစ်ရုံပါ This is a factory ဒါစက်ရုံတစ်ရုံပါ This is a factory This is not a factory ဒါစက်ရုံတစ်ရုံမဟုတ်ဘူး This is not a factory ဒါစက်ရုံတစ်ရုံမဟုတ်ဘူး This isn't a factory That is a bank ဟိုဟာဘဏ်တစ်ခုပါ That is a bank ဟိုဟာဘဏ်တစ်ခုပါ That's a bank That is not a bank ဟိုဟာဘဏ်တစ်ခုမဟုတ်ဘူး That's not a bank ဟိုဟာဘဏ်တစ်ခုမဟုတ်ဘူး I am a worker ကျွန်တော်အလုပ်သမားတစ်ယောက်ပါ I'm a worker ကျွန်တော်အလုပ်သမားတစ်ယောက်ပါ I am not a worker ကျွန်တော်အလုပ်သမားတစ်ယောက်မဟုတ်ဘူး I'm not a worker You are a boss ခင်ဗျာတတိတစ်ယောက်ပါ You are a boss ခင်ဗျာတတိတစ်ယောက်ပါ You are not a boss ခင်ဗျာတတိတစ်ယောက်မဟုတ်ဘူး You are not a boss He is a မြန်မာသူမြန်မာလူမျိုးတစ်ယောက်ပါ He is a မြန်မာ He is not a မြန်မာသူမြန်မာမဟုတ်ဘူး He is not a မြန်မာအစားထိုးရန်ဝေါ်ဟာရများ Teacher ဆရာ Friend တငယ်ချင်း Manager Manager Supervisor အလုပ်ကြ Staff ဝန်ထမ်း House အိမ် Room အခန်း Toilet တန်းစင်ခန်း Station ဘူတာ Post Office စာရိုက်အဆိုပါဝေါ်ဟာရများအားအရှိကပြောခဲ့တဲ့စာကြောင်းမှာတင်တော်တယ်လို့လိုက်ဖက်တယ်လို့အစားထိုးပြီးတော့လေ့ကျင့်ပြောဆိုလို့ရပါတယ်ဟုတ်သလားမဟုတ်ဘူးလား Is he a doctor သူဆရာဝန်လား Is he a doctor Yes ဟုတ်ပါတယ် Are you an engineer ခင်ဗျာ engineer လား Are you an engineer No မဟုတ်ဘူး Is this a toilet ဒါတန်းစင်ခန်းလား Is this a toilet Yes ဟုတ်တယ် Is that a market ဟိုဟာဈေးလား Is that a market No မဟုတ်ဘူး Are these houses အိမ်တွေလား Are these houses အိမ်တွေလား Yes ဟုတ်တယ်လုပ်တယ်မလုပ်ဘူး I go there ကျွန်တော်ဟိုကိုသွားတယ် I go there I don't go there ဟိုကိုမသွားဘူး I don't go there You come here ခင်ဗျာဒီကိုလာတယ် You come here You don't come here ခင်ဗျာဒီကိုမလာဘူး You don't come here He eats rice သူထမင်းစားတယ် He eats rice He doesn't eat rice သူထမင်းမစားဘူး He doesn't eat rice He doesn't eat rice သူထမင်းမစားဘူး She drinks tea သူမလက်ဖက်ရည်တောက်တယ် She drinks tea She doesn't drink tea သူမလက်ဖက်ရည်မတောက်ဘူး She doesn't drink tea We sleep inside ကျွန်တော်တို့အထဲမှာအိပ်တယ် We sleep inside We don't sleep inside ကျွန်တော်တို့အထဲမှာမအိပ်ဘူး We don't sleep inside
အစားထိုးရန်ဝေါ်ဟာရများ work အလုပ်လုပ်တယ် buy ဝယ်တယ် sell ရောင်းတယ် give ပေးတယ် take ယူတယ် make ပြုလုပ်တယ် do လုပ်တယ် wash စေးကြော်တယ်အဆိုပါဝေါ်ဟာရများအားအရှိမပြောခဲ့တဲ့စာကြောင်းတွေမှာသင်တော်သလိုလိုက်ဖက်သလိုအစားထိုးပြီးတော့ပြောဆိုလေ့ကျင့်လို့ရပါတယ်လုပ်သလားမလုပ်ဘူးလား Do you work here ခမည်းဒီမှာအလုပ်လုပ်လား Do you work here ဒီမှာအလုပ်လုပ်လား Yes လုပ်ပါတယ် Does he buy watch သူနိုင်ဝယ်သလား Does he buy watch No မဝယ်ဘူး Do they sell medicine သူတို့ဆေးရောင်းသလား Do they sell medicine Yes ရောင်းပါတယ် Does she give money သူမပတ်စံပေးသလား Does she give money No မပေးဘူး Do we go shopping ငါတို့ဈေးဝယ်သွားကြမလား Do we go shopping ငါတို့ဈေးဝယ်သွားကြမလား Go shopping ဆိုတာ shopping ထွက်တယ်ဈေးဝယ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှိတယ်မရှိဘူး I have money ငါမှာပတ်စံရှိတယ် I have money I don't have money ငါမှာပတ်စံမရှိဘူး I don't have money You have shoes မင်းမှာဖက်နှက်တွေရှိတယ် You have shoes မင်းမှာဖက်နှက်ရှိတယ် You don't have shoes မင်းမှာဖက်နှက်မရှိဘူး You don't have shoes He has key သူမှာတော့ရှိတယ် He has key He doesn't have key သူမှာတော့မရှိဘူး He doesn't have key She has wallet သူမမှာပတ်စံအိတ်ရှိတယ် She has wallet She doesn't have wallet သူမမှာပတ်စံအိတ်မရှိဘူး She doesn't have wallet They have shirts သူတို့မှာအင်ဂျီရှိတယ် They have shirts They don't have shirts သူတို့မှာအင်ဂျီမရှိဘူး They don't have shirts အစားထိုးလေ့ကျင့်ရန်ဝေါ်ဟာရများ cigarette ဆေးလိပ် hat အုတ်ထုပ် cap အုတ်ထုပ် umbrella ထီ soap ဆပ်ပြာ trousers ဘောင်းမီ job အလုပ်အကိုင် secretary အတွင်းရေးမှူးအဆိုပါဝေါ်ဟာရများအားအစောကပြောခဲ့တဲ့စာကြောင်းတွေမှာသင်တော်သလိုအစားထိုးပြီးတော့လေ့ကျင့်ပြောဆိုဖို့တိုက်တွန်းပါတယ်ရှိသလားမရှိဘူးလား Do you have a job မင်းမှာအလုပ်အကိုင်ရှိလား Do you have a job Yes ရှိပါတယ် Does he have trousers သူမှာဘောင်းမီရှိသလား Does he have trousers No မရှိဘူး Do they have cigarettes သူတို့မှာဆက်လေးရှိလား Do they have cigarettes Yes ရှိပါတယ် Does she have umbrella သူမမှာထီးရှိလား Does she have umbrella No မရှိဘူး Does the boss have secretary တတိမှာအတွင်းရေးမှူးရှိသလား Does the boss have secretary Yes ရှိပါတယ်တက်တယ်မတက်ဘူး Know how to do လုပ်တတ်တယ် Know how to do လုပ်တတ်တယ် Don't know how to do မလုပ်တတ်ဘူး Don't know how to do မလုပ်တတ်ဘူး Know how to drive
ရင်မောင်းတတ်တယ်ကားမောင်းတတ်တယ် know how to drive ရင်မောင်းတတ်တယ် don't know how to drive ရင်မမောင်းတတ်ဘူး don't know how to drive ကားမမောင်းတတ်ဘူး know how to swim ရေကူးတတ်တယ် know how to swim ရေကူးတတ်တယ် don't know how to swim ရေမကူးတတ်ဘူး don't know how to swim ရေမကူးတတ်ဘူး know how to repair ပြုပြင်တတ်တယ် know how to repair ပြုပြင်တတ်တယ် don't know how to repair မပြင်တတ်ဘူး don't know how to repair မပြင်တတ်ဘူး know how to cook ချက်တတ်တယ်ပြုတ်တတ်တယ် know how to cook ချက်ပြုတ်တတ်တယ် don't know how to cook မချက်ပြုတ်တတ်ဘူး don't know how to cook တတ်သလားမတတ်ဘူးလား do you know how to make မင်းပြုလုပ်တတ်လား do you know how to make မင်းပြုလုပ်တတ်လား does he know how to remove သူဖြုတ်တတ်လားဖယ်ရှားတတ်လား does he know how to remove သူဖြုတ်တတ်လားဖယ်ရှားတတ်လား do they know how to fix သူတို့တက်ဆင်တတ်လား fix ဆိုတာကတက်ဆင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် do they know how to fix သူတို့တက်ဆင်တတ်သလား does she know how to do သူမလုပ်တတ်လား does she know how to do does Coco know how to open ကိုကိုဖွင့်တတ်သလား does Coco know how to open ကိုကိုဖွင့်တတ်သလား